အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အခုရောက်ရှိတဲ့နေရာကတော့တောင်ကလာပါမြို့နယ်10ရပ်ကွက်အာတကလမ်းမပေါ်မှာတည်ဆောက်နေတဲ့ Victory Resident Project ပဲဖြစ်ပါတယ် VN မြန်မာရဲ့ပထမဆုံး project ဖြစ်ပြီးဒီ project ကိုစောက်လို့ရေးလောကမှာနာမည်တစ်ခုရှိပြီးသားဖြစ်သော Magen Construction မှာအကောင့်ထဲပေါ်ပြီးနေတာလည်းဖြစ်ပါတယ်ဒီ project ရဲ့ထူးခြားချက်ကတော့မြေငလျင်ပြီးအသစ်ထွက်ပေါ်လာတဲ့ MNBC 2025 guideline အတိုင်းတိတိကျကျတည်ဆောက်နေတဲ့ project တစ်ခုလည်းဖြစ်ပါတယ်။ဒါကြောင့်အဆောက်အအုံတစ်ခုလုံးကြက်ခိုင်ကောင်းမှုနဲ့ဘေးအန္တရာယ်ကင်းရှင်းမှုကိုလေးပေးထားတဲ့ material specification တွေအရေးအသွေးထိန်းချုပ်မှုဆိုင်ရာ QA/QC policy များထို့ပြင်အတွေ့အကြုံများစွာရှိတဲ့ engineering အတတ်ပညာတွေနဲ့တည်ဆောက်နေလျက်ရှိတာလည်းဖြစ်ပါတယ်။ဆက်လက်ပြီးဒီ Victory Resident Project ကိုအားသွန်ခွန်ဆိုင်အကောင့်တွေပေါ်ပေးနေတဲ့ Magen Construction ရဲ့တာဝန်ရှိပုဂ္ဂိုလ်ချုပ်ကိုလည်းတည်လိုတာများဆက်လက်မေးမြန်းသွားမှာလည်းဖြစ်ပါတယ်။မင်္ဂလာပါကိုဟုတ်အရင်တော့အခုနာမည်လေးကိုမိတ်ဆက်ပေးပါအောင်ပြီးတော့အခုအနေနဲ့ဒီ project မှာဘယ်လို position နဲ့တာဝန်ယူထားလဲရယ်ပြီးတော့နောက်ဒီ project နဲ့ပတ်သက်တဲ့အချက်လက်လေးအကြောင်းအရာလေးကိုနည်းနည်းပြောပြပေးပါဦးခင်ဗျာကျွန်တော်ကတော့ကျွန်တော်နာမည်ကတော့တပိုင်တော်ပါเนาะဟိုတပိုင်တော်ပါလက်ရှိကျွန်တော်ကတော့ဒီ Magen Construction Company မှာဒီ site engineer တောင်းနဲ့ထမ်းဆောင်နေပါတယ်ပေါ့ဟုတ်ကဲ့ပါဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ပါပြီးတော့ဒီ Victory Resident နဲ့ပတ်သက်တဲ့အကြောင်းအရာလေးလည်းနည်းနည်းဆက်ပြောပြပေးပါဦးခင်ဗျာလက်ရှိကျွန်တော် site ကဆိုရင်ဒီကျွန်တော် project ပေါ့ကျွန်တော်ရဲ့ project ကဒီမျက်နှာဝ34ပေရှိတယ်ဒီရှေ့နောက်ကကျတော့54ပေရှိပါတယ်ဟုတ် square feet ကဆိုရင်1836 square feet ရှိတယ်ဟုတ်ကဲ့ project ကတော့เนาะဟုတ်ကဲ့အိတ်ခန်းကကျွန်တော်တို့ဒီအိတ်ခန်းဆိုရင်ဟို single bedroom ကတစ်ခန်းပါမယ်ဒီ master bath တစ်ခန်းပါမယ်ပြီးတော့ရှေ့မှာ living room ပါမယ်ပြီးတော့ BWC ကနှစ်ခန်းတွဲရက်ပါမယ်ဟုတ်ကဲ့ပါဆိုတော့ဟုတ်ကဲ့ခင်ဗျဟုတ်ကဲ့ပါခင်ဗျအဲ့တော့ဒီ project ကိုကျွန်တော်တို့ဘယ်နှလပိုင်းလောက်ကစပြီးအကောင့်ထဲပေါ်ပြီးတော့လက်ရှိပဲအလွာလောက်ထိရောက်နေပြီလေတစ်ချက်ပြောပြပြပါဦးကျွန်တော်ကစခဲ့တာကတော့ဒီ12လပိုင်းပေါ့နော်12လပိုင်းကုန်ကာနီလောက်မှစခဲ့တာ2025 12လပိုင်းကုန်ကာနီကမှစခဲ့တာပေါ့နော်ပြောမယ်ဆိုရင်2026တလပိုင်းစပေါ့အခုဆိုရင်6လရှိပါပြီကျွန်တော်တို့ဒီtop floor ဆက်လက်လောင်းတော့မယ်ပေါ့နော် skeleton အပြီးဆိုရင်12လပိုင်းဆိုရင်ကျွန်တော်တို့ skeleton အပြီးမှန်းထားတယ်ပေါ့ကိုဆက်လက်ပြီး Magen Construction ရဲ့ Senior Engineer တယောက်ဖြစ်တဲ့ကိုဖြိုးမင်းစိုးကိုမေးမြန်းသွားမှာဖြစ်ပါတယ်။ကိုဖြိုးမင်းစိုးကတော့ Magen Construction မှာရှိတဲ့ project များစွာကိုအကောင့်ထဲပေါ်တာဝန်ယူတည်ဆောက်ပေးနေတဲ့ engineer တယောက်လည်းဖြစ်ပါတယ်။အခုမင်္ဂလာပါ။မင်္ဂလာပါကိုတွေ့ရပါကျွန်တော်အရင်ဆုံးကျွန်တော်ဒီVictory Resident နဲ့ပတ်သက်ပြီးတော့တည်တဲ့အကြောင်းအရာလေးတွေနည်းနည်းပြောပြပေးပါဦးခင်ဗျာ။ဟုတ်ကဲ့ပါကိုမင်္ဂလာပါ။ကျွန်တော်ကတော့ Magen Construction မှာတာဝန်ယူနေတဲ့ Senior Level နဲ့တာဝန်ယူနေတဲ့ဖြိုးမင်းစိုးဖြစ်ပါတယ်။ project area ကတော့ကျွန်တော်တို့မျက်နှာဝ30 dB 50 dB ပေါ့နော် square feet ကတော့1800ကျော်လောက်ရှိမယ်ပေါ့နော်အခန်းအနေနဲ့ကတော့ living ပါမယ် master ပါမယ်ဒီ single ပါမယ်ပေါ့နော်ဟုတ်ကဲ့ဒီထဲမှာလည်းကျွန်တော်တို့က fully furnished တော့မဟုတ်ပြီမဲ့ကျွန်တော် standard ပေါ့နော်ဒီ condo တစ်ခန်းမှာရှိသင့်ရှိတိုက်တဲ့ standard ပါမယ့်ဟာတွေဘိုးတိုင်းတွေ basin တွေကျွေပြားပြီးလို့ရှိရင်တကားပေါက်တွေပေါ့နော် aluminum သုံးပေးထားမယ်ပြီးလို့ရှိရင်ဒီရှိသင့်ရှိတိုက်တဲ့ condo တစ်ခန်းမှာရှိသင့်ရှိတိုက်တဲ့ပစ္စည်းတွေရောကျွန်တော်အကုန်ထည့်ပေးထားမှာပါဟုတ်ကဲ့ပါကိုဒီကွန်ဒိုမှာဆိုတော့ကျွန်တော်တို့က8ထပ်တည်းဖြစ်တယ်ပြီးတော့ဖြစ်တဲ့အတွက်တော့ကျွန်တော်တို့ကဓာတ်လီကားကျွန်တော်တို့8ယောက်စီ8ယောက်စီဓာတ်လီကားပါမယ်ဓာတ်လီကားအတွက်လည်းကျွန်တော်24နာရီဂျန်နရေတာသို့မဟုတ်ကျွန်တော်တို့က inverter ပေါ့နော်ဟုတ်ကဲ့သုံးပြီးပေါ့နော်24နာရီ24နာရီမီးရမယ်အဆင်ပြေတာပေါ့ဟုတ်ကဲ့ဒီကွန်ဒိုဖြစ်တဲ့အတွက်သူ့ရဲ့အိတ်ခမ်းရောဒီဘန် WC ခန်းတွေရောမှာခါတဲ့ဘိုးတိုင်းပေးစဉ်ပြားကပ်ပေးမယ်ပြီးတော့ kitchen ခန်းမှာဆိုတော့ကျွန်တော်မီးဖို့ကုန်းကောင်းတာဟုတ်ကဲ့ကောင်းတာမှာလည်းကျွေပြားကပ်ပေးမယ်ဟုတ်ကဲ့ပါအဲ့ဒါရဲ့ကောင်းပါတယ်ဟုတ်ကဲ့ပါကိုအဆောက်အုံကြန့်ခိုင်မှုနဲ့ပတ်သက်ပြီးပေါ့နော်ဒီ foundation တွေစပြီးတော့ဒီလက်ရှိthe flow တက်နေတဲ့အထိပေါ့နော်ပါဝင်တဲ့ material အကြောင်းအရာတွေရဲ့နောက်ဘယ်လိုမျိုးပေါ့နော် engineering အတတ်ပညာတွေနဲ့စနစ်တကျတိဆောက်အကောင့်ထဲပေါ်ထားလဲဆိုတာလည်းသိပြရစီဗျဟုတ်ကဲ့ပါကိုကျွန်တော်တို့ကဒီရဲ့ soil test result ရာဒီ foundation ဆိုရင်ကျွန်တော်တို့က D foundation ပေါ့နော်ဒီ foundation မျိုးသားဖြစ်တဲ့အတွက်ကျွန်တော်တို့က pine foundation ကိုသုံးထားတယ်ဟုတ်ကဲ့ pine foundation ပိုင်းအားကြောကျွန်တော်တို့က press pine ပေါ့ pine မျိုးစားလည်းအများကြီးရှိတယ်ဒီမှာကျွန်တော်တို့ press pine မျိုးစားနဲ့သုံးထားတယ်အဲ့ရဲ့ pine ချောင်းတွေကိုလည်းကျွန်တော်တို့ကတကယ် lab မှာတက်လုပ်ထားတယ်ပြီးတော့ pre cap ပေါ့ဟုတ်ကဲ့ခင်ဗျသူ့ရဲ့ structure detail အတိုင်းပါတဲ့အတိုင်းကျွန်တော်တို့ကတေချာကြိုလောင်းပြီးတော့မှသုံးထားတဲ့ pine တွေပေါ့နော် quality ကြီးတဲ့ pine တွေသုံးထားတယ်ဟုတ်ကဲ့ခင်ဗျကျွန်တော်တို့ဒီမှာဆိုရင်မြေဝင် pine ချောင်းကပြီး3ချောင်းပေါ့နော်ပြီး60လောက်ဝင်အောင်ကျွန်တော်ရိုက်ထားတယ်ပေါ့နော်ဟုတ်ကဲ့တော်တော်နက်တာပဲဟုတ်ကဲ့ခင်ဗျ pine foundation မျိုးစားသုံးထားတယ်ပြီးတော့သူ့မှာပါတဲ့ foundation မှာသုံးတဲ့ကျွန်တော်တို့ rebar တွေပေါ့နော် rebar တွေဆိုတော့ကျွန်တော် HRB 400အောင်မှာလောက်ဒီမှာလည်းစမ်းသက်ပြီးသားဟုတ်လို့ရှိရင်25တွေပေါ့25ကျလုံးမျိုးစားတွေသုံးထားတယ်
ဟုတ်ကဲ့ကွန်ကရစ်တွေရအောင်ကိုဘယ်လိုမျိုးကွန်ကရစ်မျိုးစားရလဲနဲ့ပြပြ concrete မျိုးစားကတော့ကျွန်တော်တို့က ready made ဆိုပြီးသုံးပါတယ်ကို ဟုတ်ကဲ့ လက်ရှိ foundation ရောဒီ column တွေ select တွေမှာဆိုရဲ ready made concrete နဲ့သုံးတယ်ကျွန်တော်တို့လက်ရှိ Mac ကင်ရတောက်လျှောက်ယူသုံးနေတာကျွန်တော် CK သုံးတယ် high tech ပေါ့ ဟုတ်ကဲ့ high tech ကလည်းဒီရန်ကုန်မြို့မှာဆိုလဲတော်တော် ကောင်းပါတယ်ခင်ဗျဟုတ်ကဲ့ သူက ISO ရပြီးသားပေါ့နော် ဟုတ်ကဲ့ ပြီးတော့ကျွန်တော်တို့က concrete လောင်းပြီးရင်လည်းကျွန်တော်တို့ဒီ juice step ပေါ့နော် ဟုတ်ကဲ့ အဲ့ဒါတွေလည်းပြန်ပြီးတော့သူရဲ့14ရက်သား28 day သူရဲ့ structure သတ်မှတ်ထားတဲ့ grade ပြည့်မပြည့်ကျွန်တော်စမ်းပါတယ် ဟုတ်ကဲ့အဲ့ဒါဆိုရင်ကို quality control ဘိုင်းမှာရောဘယ်လို policy တွေနဲ့လုပ်ဆောင်နေလဲပေါ့နော်အဲ့ဒါလည်းသိပြရ quality control ကတော့ကျွန်တော်တို့ဒီ Viva ရေးဆင်ပြီးသွားမယ်ဆိုလို့ရှိရင်ရုံးကလည်း internet juicy လာစစ်တယ်ပေါ့နော် ဟုတ်ကဲ့ခင်ဗျ structure drawing အတိုင်း paper work အတိုင်းတကယ်အကျူတွေမှာတိကျလောက်ထားမထားပေါ့နော် ဟုတ်ကဲ့ ဒီ seismic ဟုတ်ဒီပါတယ်ပေါ့ ဟုတ်ကဲ့ ဘင်းနေစင်မယ် column နေစင်လို့ရှိရင် seismic ဟုတ်တိုင်းပဲကျွန်တော်တို့က135စင်တယ်ပြီးလို့ရှိရင် column ဆက်တဲ့နေရာတွေမှာလည်းကျွန်တော်တို့ကဒီအန်တော့ဆုံးရှောင်ပြီးတော့ miss span မှာပဲကျွန်တော်တို့ဆက်ပေးထားတယ် miss span မှာ50ရာခိုင်နှုန်းဆက်ပေးထားတဲ့အတွက်ဒါ structure အတိုင်းပဲကျွန်တော်တို့ကတော်တင်မတိန်ဆောင်ရထားတယ် ဟုတ်ကဲ့ ပြီးတော့ဘင်းနေမှာဆိုလဲကျွန်တော်တို့လက်ပင်လန့်နေပေါ့နော် ဟုတ်ကဲ့ လက်ပင်လန့်နေလက်ပင်လန့်နေတော့လဲ structure သတ်မှတ်အတိုင်းပဲကျွန်တော်တို့ပြည့်ပြည့်ဟိုကအဲဆောင်ရထားပါတယ်ကို ဟုတ်ကဲ့ကောင်းပါတယ်ခင်ဗျထပ်မှန်ပြီးအနေနဲ့ပေါ့နော်အခုအနေနဲ့ဒီအခုတို့ Mac in construction account ထဲပေါ်ထားတဲ့ project တွေအချို့အကြောင်းလဲပေါ့နော်နည်းနည်းပြောပြပေးပါဦးခင်ဗျ ဟုတ်ကဲ့ပါကိုလက်ရှိကျွန်တော်တို့ ongoing project တွေနဲ့ Mac in ရန်ကုန်မှာစောင့်နေတာတော့ကျွန်တော်တို့ဟို6ခုလောက်ရှိရပေါ့နော်လက်ရှိ BCC target သွားနေရတွေရှိတယ်ကျွန်တော်တို့ structure ပြီးနေတဲ့ site တွေရှိတယ် structure ဟိုမှာ by foundation နဲ့ run နေတဲ့ site တွေလည်းရှိပါတယ်လက်ရှိ run နေတဲ့ site တွေကလည်းဒီ MMBC 2025 code အတိုင်းပဲလိုက်နာပြီးတော့ဆောင်ရွက်နေတယ်ဟုတ်ကဲ့လည်း quantum ခန်းနေပါပဲရှစ်ဖက်တွေပဲဟုတ်ကဲ့ဒီပဲဆောင်ရွက်နေတယ်အဲဒီ structure drawing နဲ့ feature ဆွဲတယ်ဆွဲပြီးတော့ကျွန်တော်တို့ကတကယ် Mac in ရဲ့ဆောင်းဖို့အတိုင်းပဲပေါ့နော် ဟုတ်ကဲ့ခင်ဗျ ဒီသေးပြည့်ပြီ Mac in quality အတိုင်းပဲကျွန်တော်တို့ကောင်းပါတယ် ဆောင်ရွက်နေတယ် ဟုတ်ကဲ့ပါဟုတ်ကဲ့ပါကိုနောက်ဆုံးမေးခွန်းအနေနဲ့ကတော့ကျွန်တော်တို့ဒီ2025 MNBC guideline အညီဆောက်လုပ်ရတဲ့တိုက်တွေကပေါ့နော် pricing ရအနည်းငယ်အရင်တိုက်တွေနဲ့ကွာခြားမှုရှိတဲ့အပေါ်လဲအခုအနေနဲ့သိရှိအောင်အနည်းငယ်ပြောပြပေးပါဦးခင်ဗျ ဟုတ်ကဲ့ပါကိုဒီ2025ပေါ့နော် MMBC 2025 guideline အတိုင်းကျွန်တော်တို့ကတေချာဆောင်ရွက်တယ်အဲ့တော့ဘေးရင်တစ်ခုမစခင်မှာ pre war တွေများတာပေါ့အရင် pre war တွေများလာတဲ့အတွက်ကျွန်တော်တို့ swine တက်တွေဆန်းရတယ်ပိုင်တွေဆိုလဲ pre cut တွေမှားရတယ်ပြီးလို့ချင်း rebar ဆိုလဲကျွန်တော်တို့ကလက်မှာတေချာအသေးစိတ်ဆန်းသက်ပြီးတော့လုပ်တဲ့အတွက်ဒီ pre war တွေရော paper war တွေရောပြီးတော့ structure မှာဆိုလဲတန်နေရပို့သုံးလာရတယ် shear war တွေဆိုရင်လည်းထည့်တာပေါ့နော် structure မှာဒီငလင်းလုပ်ပြီးနောက်ပိုင်းဆိုရင်အဓိကဒီနေရာတွေကဒီ lateral လုပ်ဖို့ပေါ့နော်ထိန်းတဲ့အတွက်ဘေးရင်းချင်းအောင်လို့ shear war ထည့်ရတာ shear war တွေပါလာတဲ့အတွက်က cost ကတော့ငလင်းမလုပ်ခင်နဲ့ငလင်းပြီးလုပ်ပြီးနောက်ပိုင်းအခန်းတွေကပို့သုံးရတာပေါ့နော်ဒီပစ္စည်းရ material လည်းပို့သုံးရတယ်လို့ pre war အနေနဲ့ကျွန်တော်တို့ swine တက်တွေဆန်းရတယ်ပိုင်တွေရိုက်ရတယ်ပိုင်တွေကို pre cut မှားရတဲ့အတွက်ဒီအခန်းကြီးလေးရတော့ငလင်းလုပ်ပြီးနောက်ပိုင်း control ခန်းတွေရတော့ cost ကနည်းနည်းတက်လာတာပါကို ဟုတ်ကဲ့ပါခင်ဗျဟုတ်ကျေးဇူးတင်ပါတယ်ကို ကျေးဇူးတင်ပါတယ်ကိုဟုတ်ဘင်းလေးဆိုလဲကျွန်တော်တို့ဟိုနေရာဆိုရင်တိုင်ကနေထွက်လာတဲ့နေရာဆိုကွင်းစိတ်ပေါ့အဲ့လိုအပြည့်အဝထည့်ပေးထားတယ်ဒီမှာအလဲမှာဆိုလဲသူ့ spacing structure မှာသတ်မှတ်ထားတဲ့ spacing တိုင်းကျွန်တော်လိုက်လုပ်ထားတာပေါ့နော်တိုင်တွေဆိုလဲဒါ25တိုင်တွေ8ချောင်းပါတယ်သူ structure ရဲ့အတိုင်းပေါ့8ချောင်း12ချောင်းပေါ့နော်သတ်မှတ်ထားတဲ့ထည့်ထားကျွန်တော်လေးဒီ project ကိုလိုက်ကြည့်နေနေပေါ့နော်ဒီ Beauty Resident project မှာပေါ့နော် engineer ငငယ်လေးတွေတွေ့ရတယ်ဗျာ engineer ငငယ်လေးတွေကဘယ်သူတွေလဲနည်းနည်းပြောပြပေးပါဦးခင်ဗျဟုတ်တယ်ကို internship လာဆင်းတာပေါ့နော်ဒါတော့ insane GDI ကတောင်းသားတွေကျွန်တော်တို့ Mac in မှာတော့တောက်ချောင်း internship တွေခေါ်ပေးရပေါ့နော်ခေါ်ပေးတယ်သူတို့ကိုစာတွေရောလက်တွေရောပေါ့နော်ရှင်းပြပေးတာပေါ့ဒါသူတို့ဆိုလည်းလုပ်ငန်းကိုမဝင်ခင်မှာဒီလိုမျိုး site စာပေးလာပြီးတော့ဆင်းတဲ့အတွက်တကယ်တမ်းဒီ interview တွေမှာတော့လုပ်ငန်းခင်စောင့်ဝင်မယ်ဆိုတော့သူအတွေ့အကြုံရသွားတာပေါ့ဒါကျွန်တော်တို့ကဒီ structure မှာဆိုတဲ့ structure တွေအောင်ရှင်းပြတယ်သူ finishing project တွေလည်းသူတို့လာတယ်ဒါ internship ပေါ့ဒါသူတို့နာမည်လေးမိတ်ဆက်ပေးပါအောင်ကြီးလေး သူတို့နာမည်ပြန်လိမ့်ပိုက်ဒီလေးနာမည်ကျွန်တော်ကတော့ကြော်စောဟိန်းကိုကျော်စောဟိန်းဟုတ်ကဲ့ခင်ဗျလက်ရှိကတော့ဟိုကျောင်းတက်နေတာပေါ့နော်ဟုတ်ကြောက်အဲကျောင်းကအခုပဲGDI အင်းစိတ်ရ final ရအောင် final ကြီးရတယ်ဟုတ်အဲ့တော့ဒီ project ကိုလေးလာရင်းနဲ့ပေါ့နော်ဒီ project ကိုလေးလာရင်းနဲ့ဟိုဘာတွေနည်းနည်းသိရှိတာလဲနည်းပြောပြပါဦးကို project ကိုလေးလာရင်ကျွန်တော်တို့ကတော့ structure ဘိုင်းတွေကိုစာတွေးထားလက်တွေကိုပို့ပြီးကြည့်တာပါအဲစာတွေးမှာဆိုရင်မပြည့်ရဲ့အပိုင်းတွေလည်းများတယ်ပြီး drawing တွေကလည်းစာတွေးထက်ဆိုင်တော်တော်လေးပွဲရအောင်တွေ့ရတယ်ဟုတ်โอเคကျေးဇူးပါနော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါခင်ဗျာအားလုံးလည်းဒီ project နဲ့ပတ်သက်ပြီးတော့အသေးစိတ်သိရှိသွားကြမယ်လို့မျှော်လင့်ပါတယ်ထပ်မံပြီးတော့အခြားသိရှိလိုတာရှိပါကလည်းအောက်ဖော်ပြပါဖုန်းနံပါတ်များမှတစ်ဆင့်စုံစမ်းမေးမြန်းနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်